ဒီနေရာကိုလည်းစစ်တပ်ကပြန်သိမ်းနေပြီဆိုတော့ဒီရွေးကောက်ပွဲမတိုင်ခင်မှာပြန်ရမယ့်မြို့တွေမှာဖားကန်ပတ်ဝန်းကျင်ပါမယ်ပေါ့နော်တနိုင်းပါနိုင်တယ်မိုးကုတ်ပါနိုင်တယ်မရယာပါနိုင်တယ်နော်မရယာပါနိုင်တယ်ဒါတွေပြန်ရမှလည်းဒါတွေပြန်ရရင်ကိုစစ်တပ်ကစစ်သုံးစရိတ်အားဖြင့်ပြန်ကျေမိမယ်လေနော်အခုဥမာဖြစ်ဗျာကျွန်တော်မြန်မာနိုင်ငံရဲ့လက်နက်ကင်တွေတိုက်နေစစ်တပ်လည်းထောက်ဖို့လိုတယ်ရိတ်ခါလိုတယ်ကြီးစံလိုတယ်ဒါတွေအားလုံးကအလကားမရအောင်အဲ့တော့စစ်ပွဲတစ်ပွဲတိုက်မယ်ဟေ့ဆိုလို့ရှိရင်ကြိုတင်စဉ်းစားတာကဘာလဲဆိုတဲ့အခါကျတော့ budget စစ်သုံး budget ကိုကြိုတင်စဉ်းစားထားရမယ်ဥမာအဖြစ်ကျွန်တော်တို့ကရခိုင်ပြည်နယ်မှာရှိတဲ့ဒါထားပါတော့ဗျာကျွန်တော်တို့တန်တွဲတို့နော်ရသေးတောင်အားလုံးမင်္ဂလာပါကျမတို့ channel မှာကြိုဆိုပါရစေနေ့စဉ်နေ့ကစစ်စစ်တဲ့မြတ်ကိုသိဆက်ပေးသွားမှာဖြစ်လို့ like and share လုပ်ပြီးတော့တောင်းဆိုပါရရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်အဲ့ဒီဘက်ချမ်းကိုသွားတိုက်လို့မြို့ပြန်ရလို့ရောကိုတက်ဘာကြည့်မှာလဲစဉ်းစားရမယ်လीနော်ဒီမြို့ကိုပြန်တိုက်ဖို့အတွက်ဘီလီယံထားပါတော့ကျွန်တော်တန်း50ကုန်မှထားပါတော့အမေရိကန်ဒေါ်လာတန်း50ကုန်မှမြို့ကိုသိမ်းပြီးအဲ့တန်း50ပြန်မရအောင်အဲ့တော့စစ်တပ်အနေနဲ့အခုဘီဝါကြတိုက်ရမှာကမိုးကုတ်မြို့ကိုတိုက်ရင်ကုန်ကြစရိတ်အနေနဲ့အမေရိကန်ဒေါ်လာတန်း50ကုန်နဲ့ထားပါတော့နော်တန်း50ဒါကျွန်တော်တို့တွက်ချလိုက်ဟုတ်ပြီမိုးကုတ်မြို့ကိုသိမ်းပြီးတဲ့အခါမှာတော့ပြန်ရမှာက1ဘယ်လိုပါဆိုတော့တန်း50ဆက်စားတန်း300ပြန်ရမယ်ဟိဆိုရင်နော်မိုးကုတ်မြို့ကရပြီဒီနေ့စစ်သုံးစရိတ်ကြီးတယ်ဗျာအဲ့တော့မိုးကုတ်မြို့ပြန်သိမ်းနိုင်မယ်ဖားကန်ဒီနေ့ရရင်ဒီနေ့ကျွန်တော်တို့စစ်သုံးစရိတ်ကြီးတယ်ဗျာနော်ရင်းထားများပြန်ကြီးပါတယ်အဲ့တော့တနိုင်ကိုတိုက်မယ်ဒီနေ့တိုက်ဒီနေ့စစ်သုံးစရိတ်ရတာနဲ့စစ်သုံးစရိတ်ပြန်ကြီးတယ်ဗျာအဲ့တော့စစ်သုံးစရိတ်ကြီးတဲ့နေရာတိုက်ပါတယ်မရယာလည်းဒီနေ့ရရင်ဒီနေ့ကြီးပါတယ်ဘာကြောင့်အဲ့မှာရွှေလောက်ကွက်တွေရှိတာဟုတ်နော်တပိတ်ချင်းလည်းဒီနေ့ရရင်ဒီနေ့ကြီးတယ်ဘာကြောင့်အဲ့မှာလည်းရွှေလောက်ကွက်တွေရှိတာအဲ့တော့တမ်မတော်ဒီနဲ့အခုစနမေးဖို့လေးပေါ့နော်ဒီရွေးကောက်ပွဲမတိုင်ခင်မှာမြို့တွေတိမ်သွားမယ်ဆိုတာကျွန်တော်တို့မျှော်လင့်လို့ရတယ်ကျွန်တော်တွက်ချက်လို့ရတယ်သုံးသပ်လို့ရတာကတော့အဲ့ဒီနေ့မြို့ရဒီနေ့စစ်သုံးစီပြန်ချီတဲ့နေရာတွေဆိုတိုက်ပါလိမ့်မယ်အဲ့ဒီမှာလည်းဘယ်မြို့တွေပါမလဲဆိုတော့စောင့်ကြည့်ဖို့ဗျာနော်မင်္ဂလာပါတဲ့ excited အဲ့ပါလေ excited ranch house ဟုတ်ပြီကျေးဇူးတင်ပါတယ်နော်မိုးသူကိုမိုးထွန်းနဲ့တမ်မတော်ကြီးကိုချစ်လို့ထောက်ခံနေတာတဲ့17မြင်းဆောင်ကင်ထားတော့နှစ်ဖက်စလုံးကိုကြောက်နေရတယ်ဗျာတဲ့17မြင်းဆောင်ကင်ထားတော့နှစ်ဖက်စလုံးကိုကြောက်နေရတယ်ဘုံနဂါအလင်းဝင်တော့မယ်တဲ့ဘုံနဂါကျွန်တော်နိုင်ငံရေးစပြီးတော့ဖြစ်တဲ့အချိန်မှာကျွန်တော်တော်တော်များများသောဒီတော်လန်ရေးဘက်ကလူတွေကိုကျွန်တော်လေ့လာကြည့်ပါတယ်လေ့လာကြည့်တဲ့အခါမှာမကြခင်မှာအမြင်မှန်ရသွားမဲ့သူတွေကိုကျွန်တော်ကြိုတင်ပြီးတော့တွက်ချက်ထားတယ်နော်သိထားတယ်အဲ့ဒီထဲမှာဘုံနဂါပါပါတယ်။ဘာကြောင့်လဲဆိုတော့ခုနိုင်ငံရေးတော့အုပ်ရောကြောက်ရောကတောင်းကနင်းဖြစ်တဲ့အချိန်မှာနော်ဝင်သွားတဲ့သူတွေထဲမှာလေနိုင်ငံရေးဘူမတိကုမ္ပဏီတွေတော်တော်များပါတယ်။တော်လိုင်းဘူမတိကုမ္ပဏီတော်တော်များပါတယ်။အဲ့ဒီထဲမှာဘုံနဂါလည်းပါတယ်။အခုချိန်မှာတော့ဘုံနဂါဒီနိုင်ငံရေးအဖြစ်သူဒီအတိုင်းအတာတစ်ခုအတွေ့အကြုံရောဘူတုတာရောအားလုံးရှိပြီးဖြစ်တဲ့အတွက်ကြောင့်မလို့သူအကောင်းဆုံးဖြစ်တင်ဆုံးဖြစ်ချင်တာတဲ့ဖြစ်တင်တဲ့အရာကိုဘုံနဂါရွေးချယ်သွားမယ်ဆိုတော့ကျွန်တော်အစိုးရတည်ထားပါတယ်ကျွန်တော်သုံးသပ်ထားတယ်ပေါ့ဗျာနော်အဲ့တော့ဘုံနဂါနဲ့ပတ်သက်ပြီးတော့ဗီဒီယိုဖိုင်လေးတွေသူတို့ပြောတာတွေကျွန်တော်စောင့်ကြည့်တဲ့အခါမှာဘုံနဂါဒီတစ်ချိန်လုံးတော်လိုင်းလောကမှာရုန်းကန်နေရတဲ့သူတစ်ယောက်ဖြစ်တယ်တော်လိုင်းဆိုတာဘာလဲဆိုတော့နှစ်ဖူးတွေသိသွားတဲ့အခါမှာသူဖြစ်ချင်တာတဲ့ဖြစ်တင်တာကိုရွေးချယ်သွားမယ်ဆိုတော့ကျွန်တော်စောစီတဲ့ကျွန်တော်စိတ်ထဲခံမှန်းထားတယ်ပေါ့ဗျာနော်အဲ့ထို့တူတခြားအဖွဲ့တခြားဒီဒေါ်လာရေးဆယ်လီတွေထဲမှာရှိပါတယ်တော်တော်များများဖြစ်ချင်တာနဲ့ထက်ပေါ့နော်ဖြစ်တင်တာရွေးချယ်သွားမဲ့သူတွေကျွန်တော်တွက်ချက်ထားတဲ့သူတွေပေါ့နော်ကျွန်တော်ခံမှန်းထားတဲ့သူတွေရှိပါတယ်တွင်းကုံတွေပိတ်ထားတာပြောပေးပါအောင်တဲ့အစိုးရအနေနဲ့တွင်းကုံနဲ့ပတ်သက်ပြီးတော့ဖြေလျှော့မှုတွေပေးတင်ပါတယ်နော်ဟုတ်ပြီတွင်းကုံတွေပိတ်ထားတယ်ဘာတွင်းကုံတွေပိတ်ထားလဲပြောပါအောင်ဒီလိုတဲ့ဒီပိန်းတွေကမြစ်ကျင်းလို့ရေစည်းတန်တယ်လို့ဖြစ်နေတာကုံမောင်ကြီးတဲ့ဟုတ်တာပေါ့ဗျာဟုတ်တာပေါ့နော်တပုံရှိတဲ့မြို့အကုန်လုံးအနုမြူပုံကျဲရင်သိကောင်းမှာပဲမလို့အောင်အနုမြူပုံကကျွန်တော်တို့ခင်ဗျားတို့တပုံရှိတဲ့အရက်ကိုကျဲလိုက်လို့တပုံရှိတဲ့အရက်မှာပဲပြီးသွားမှာမဟုတ်ဘူးเนาะဒီဘုံတွေဟာအကန့်အသတ်မရှိဘူးအဲ့တော့သူ့ကိုသွားကျဲကိုယ့်စီပါလာတတ်တယ်เนาะနဂါးကကိုကျိုးရှာသမားတဲ့ဝင်တာမစမ်းပါတဲ့မဟုတ်ပါဘူး90ပေါ့နော်အခုအုတ်ရောကြောက်ရောနဲ့ဟလာရေကြီးတော့
ဝင်သွားကြတဲ့ဒီပေါ့တော်လန်ရေးပါဆိုပြီးတော့ဝင်သွားကြတဲ့ကျွန်တော်တို့ရုပ်ရှင်တရုတ်ဆောင်ဆိုတော့ရောင်ရှိပါတယ်အခုသူတို့တွေဘာကြောင့်မလို့တော်လန်ရေးကိုဆုံးလုပ်ပြီးတော့အမေရိကတွေဩစတြေးလျတွေရောက်သွားလဲကျွန်တော်တော်လန်ရေးလောကတကယ်တမ်းနှစ်ခုတွေ့တဲ့ခါကြလို့ရှိရင်တော်လန်ရေးလောကဆိုတကယ်ပေါက်ပန်း40တွေစုနေတဲ့နေရာဆိုတော့သိလာလိမ့်မယ်အဲ့တော့သူတို့တွေရဲ့ဥမာပြချစ်သူတွေပေါ့ချစ်သူတွေငိုတယ်ဒါပေမဲ့သူတို့တွေရဲ့ဘဝကိုကျွန်တော်စာနာတယ်သူတို့ဒါမျိုးနိုင်ငံရခြားကိုခိုလုံဝင်နဲ့ရောက်သွားတာဟာဘယ်သူပဲရောက်သွားပါကျွန်တော်တို့မကောင်းမပြောပါဘူးเนาะသူတို့ရဲ့လွတ်လပ်ခွင့်တက်တော်မှာကျွန်တော်တို့ကျူဆိုပါတယ်เนาะစိတ်မုဒိတာလည်းပွားမိပါတယ်ခင်ဗျ။ဘာကြောင့်လဲတော်လိုင်းလောကမှာပေါက်လို့ပဲစားနေများတာเนาะအခုရှိနေတဲ့တော်လိုင်းရေးထဲမှာဆိုတဲ့သူတဝက်လောက်ကဒီတော်လိုင်းရေးကိုဆုံးသက်ချင်နေကြပြီတော်တော်များများဥမာပြဥက္ကမင်းမောင်တို့ဆိုတဲ့အစဉ်ကတော်လိုင်းရေးပဲအခုဆိုလို့ရှိရင်ဘာကြောင့်လဲတော်လိုင်းရေးလောကမှာဒီလိုအပြစ်ချင်းပြတ်မှုတွေခြားစားမှုတွေတော်လိုင်းရေးဆိုဒီမိုကရေစီနဲ့လူခွင့်ရေးအတွက်ဟလာဖက်ဒရယ်အတွက်တိုက်ပွဲဝင်နေပါတယ်ဆိုပြီးတော့သူတို့ကအာဏာယူတဲ့ဆယ်စဆိုပြီးတော့အာဏာယူဘလူးတွေဖြစ်နေတာတွေနော်နောက်ထပ်ဒီတခိုးတွေကိုတိုက်တယ်ဆိုပြီးတော့သူတို့ကဆယ်စခိုးနေတာတွေတွားတွေ့တဲ့အခါမှာတော့အဲ့ဒါတွေကိုဒီမိုကရေစီကိုဟလာပေါ်မှာအခြေခံထားတဲ့တော်လှန်ရေးပါဆိုပြီးလွတ်လပ်စွာပြောဆိုပြီးတဲ့အခါမှာတော့အုပ်လိုက်ကျင်းလိုက်ဝိုင်းဆဲတာတွေဝိုင်းသက်ဖြတ်တာတွေဝိုင်းပြီးဒုက္ခပေးတာတွေမြင်တဲ့အခါမှာတော့ဒီတော်လှန်ရေးဟာစီးမဲ့ကမ်းမဲ့တရားဥပဒေစိုးမိုးမှုအခြေခံထားသောလူခွင့်ရေးနဲ့ဒီမိုကရေစီပေါ်မှာအခြေခံထားတဲ့တော်လှန်ရေးမဟုတ်ဘူးဆိုတာမြင်လာတဲ့အခါမှာဒီတော်လှန်ရေးကိုဆုံးသက်ချင်နေကြမပြောချင်လို့နော်မပြောချင်လို့မပြောတာပဲရှိလိမ့်မယ်အဲ့တော့ဒီဆယ်လီတွေရုပ်ရှင်တရုတ်ဆောင်တဲ့အဆိုတော်တွေအခုဆိုလို့ရှိရင်မြန်မာတွေရောက်ကုန်ပြီးတော့နိုင်ငံရေးချောက်ရောက်သွားပြီသူတို့ဘောသူတို့ရုံးကန်နေကြတိတ်မပူနဲ့အဲ့လူတွေအကုန်လုံးတဲရပဲထပ်ပြီးတော့ကိုနိုင်ငံရေးထဲမှာကိုယ့်ဘဝကိုရုံးကန်သွားမဲ့သူတွေအများကြီးရှိတယ်အခုခေတ်ကအသိဉာဏ်ပညာဝင်တာရတာပုံမြန်တဲ့အတွက်ကြောင့်ဒီတော်လှန်ရေးကကျွန်တော်88ကနေပြီးတော့เนาะ2010လောက်ထိကြာခဲ့တယ်လို့ကြာမှာမဟုတ်ဘူးဒီတော်လှန်ရေးက88ကနေပြီးတော့ဒီ2021ကနေတော့10နှစ်ကတော့အနှိမ့်ဆုံးကြာနိုင်တယ်ဒါအများဆုံးเนาะအများဆုံးပါမြန်မာပြည်ကိုအလဲတစ်ခေါက်လာရေးနဲ့အကိုကြီးတဲ့အဖြေသိလာလိမ့်မယ်ကျေးဇူးတင်ပါတယ်ပေါက်ပန်း90ဖြစ်နေပြီတဲ့ပြူစောထီးတွေနဲ့နေတိုင်းပြည်ကပျက်စီးနှုန်းမြင့်တက်နေပြီဒါတွေကလည်းခါးသီးတဲ့အမှန်တရားတစ်ခုပါကျွန်တော်တို့အားလုံးဝန်ခံမဲ့ကိစ္စမျိုးဖြစ်တယ်နော်ခုမြန်မာပြည်မှာလည်းပြုတ်စပြင်းအောင်တော်လန်ရေးမှာလည်းပြုတ်စပြင်းအောင်အဲ့တော့ပြုတ်စပြင်းအောင်ချင်းအတူတူတောင်မှပဲကျွန်တော်တို့မှာခင်ဗျားတို့ရွေးချယ်ခြင်းအောင်ရွေးချယ်ပါစစ်တပ်နဲ့ဒီပေါ့စစ်တပ်အုပ်ချုပ်မှုအောက်မှာပေါ့နော်အခုဒီပေါ့သူတို့ကစစ်ကော်မရှင်ပေါ့ဗျာသူတို့ခေါ်တယ်လို့ပေါ့စစ်ကော်မရှင်အုပ်ချုပ်မှုအောက်မှာလည်းယိုယွင်းပျက်စီးမှုနဲ့မတရားမှုတွေအများကြီးရှိတယ်လို့ခင်ဗျားတို့တော်လှန်ရေးအောက်မှာလည်းယိုယွင်းပျက်စီးမှုနဲ့မတရားမှုရှိတယ်မတရားမှုချင်းတူရင်တော့မှပဲကျွန်တော်တို့ကကြိုက်တဲ့မတရားမှုရွေးရမယ်ခြင်းတွေရှိတယ်အဲ့တော့မတရားမှုကိုမြင်နေတယ်အဲ့တော့ခင်ဗျားတို့ရွေးချယ်ပါတော်လှန်ရေးအောက်ကမတရားမှုကိုခင်ဗျားတို့ရွေးချယ်မှာရွေးချယ်ပိုင်းမျိုးရှိတယ်ဥပမာပြဒီကျွန်တော်နိုင်ငံတော်ကလည်းကျွန်တော်တို့ဒီစစ်ကော်မရှင်ပေါ့ခင်ဗျားတို့ခေါ်တယ်လို့သူ့အောက်မှာလည်းမတရားမှုရှိတယ်မတရားမှုချင်းတူအောင်ကြိုက်တဲ့မတရားမှုကိုရွေးချယ်ရမယ်ခြင်းတွေဖြစ်တယ်အဲ့တော့ပိုကောင်းတဲ့မတရားမှုရွေးချယ်ပေါ့ဗျာနော်ကောင်းကွက်များတဲ့မတရားမှုရွေးချယ်ရမှာပါဟုတ်ပါတယ်ဒီ NASA ကဖြစ်စစ်ကော်မရှင်ရဲ့အောက်ပေါ့ဗျာဒီဦးမင်းအောင်လိုင်းရဲ့လက်အောက်မှာလည်းဒါမျိုးတွေဖြစ်နေတာတွေအများကြီးရှိတယ်ဥပမာအဖြစ်မြောက်ကလာမှာနေတဲ့တက္ကသိုလ်တက်နေတဲ့ကျောင်းသားတရားဟုတ်တယ်ဗျာသိလားထုံးလင်အောင်ကိုတဲ့ဟိုပုံးမျိုးကိုခေါ်ပြီးတော့မြောက်ကလာနဲ့ဟိုပုံးမျိုးဆိုအဝေးကြီးပဲဗျအဲ့ဒီညောင်ဖမ်းခေါ်သွားပြီးတော့စစ်တပ်ထဲကိုထည့်တယ်စစ်တပ်ထဲကိုထည့်ပြီးတော့ဘာထူးတက်မျိုးကိုတိတ်မကြခင်မှာစစ်တင်နှောင်းကိုပို့တော့မယ်ခေါ်သွားတဲ့အချိန်မှာလည်းထိုးချိန်ပြီးခေါ်သွားရဲဆိုတော့ဒါတွေကဆောနာပြောသလိုပြူစောထီးလို့ခေါ်တဲ့ခင်ဗျားတို့ပြူစောထီးအခေါ်ပဲဗျာနော်ပြည်သူစစ်တွေကလှုပ်တာလားစစ်တပ်ကလှုပ်တာလားရဲကလှုပ်တာလားဆိုတာထွေအုပ်တွေကလှုပ်တာလားဆိုတော့ဟုတ်တယ်စစ်တပ်အောက်မှာလည်းဒါမျိုးမတရားမှုတွေဖြစ်နေတယ်ထို့သူတော်လန်ရေးအောက်မှာလည်းမတရားမှုတွေဖြစ်တယ်လို့စစ်တပ်အောက်မှာလည်းမတရားမှုကတော့ရှိနေတယ်အဲ့တော့ဒါတွေကဒီပေါ့နော်ဒီဥမင်းအွန်လိုင်းလက်အောက်မှာဒါတွေကိုကျွန်တော်တို့က PR ပေးပြီးတော့ဝေဖန်ပြောဆိုပြီးတော့ဖြည့်ရှင်းလို့ရတယ်ခင်ဗျားတော်လိုင်းလက်အောက်မှာကြတော့မရဘူးအဲ့တော့မတရားမှုကနှစ်ဖက်စလုံးမှာဖြစ်နေတယ်အခုဒီဖြစ်ရလေးဆိုရင်ဒါဥမင်းအွန်လိုင်းလက်အောက်ကမတရားမှုပေါ့ဗျာနော်ဒီစစ်မှုထမ်းဆွဲတဲ့ကိစ္စတွေဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဥမင်းအွန်လိုင်းကိုယ်တိုင်ကိုပြန်မေးရမှာပါလဲဆိုတော့ငါဟာမင်းစိုးမင်းညက်လားကာကျုပ်ဆိုကာကျုပ်ညက်လားကာကျုပ်ကောင်းလားဆိုတာကိုပြန်ပြီးတော့မေးရမယ့်အခြေအနေဖြစ်တယ်လို့ကျွန်တော်ပြောချင်တယ်နော်အဲ့တော့အခုမောင်နော်ထွန်းလွင်အောင်ကိစ္စပေါ့
ဘာမှဆိုင်ညာမဆိုင်ပြရန်ကုန်မြို့မှာနေတဲ့သူကဖမ်းဆီးခံရတယ်ဖမ်းဆီးခံပြီးတော့ဟိုပုံးကိုရောက်သွားတယ်ဟိုပုံးဆိုတာတို့ရှမ်းပြည်ဘက်လေဗျာနော်အဲ့ဘက်ချင်းကိုရောက်သွားတယ်ထွေအုပ်ရုံးမှာအခုရောက်နေပြီဆိုတဲ့ခါကျတော့ဘလို့ဖြစ်လို့ဒါမျိုးတွေဖြစ်နေတာဒါမျိုးတွေဖြစ်တာကဒီပေါ့ခုနိုင်ငံတော်အစိုးရအုပ်ချုပ်မှုအောက်ကမတရားမှုဖြစ်တယ်ဒီမတရားမှုကခင်ဗျားတို့ကရင်ကုန်နှုတ်ဆက်နေမယ်နော်အစိုးရတရက်အနေနဲ့ဘာမှဆောင်ရွက်ခြင်းမရှိဘူးဆိုတေးချတဲ့ဒါဟာခင်ဗျားတို့ကိုယ်တိုင်ကလောက်ခိုင်းထားတာဆိုတာခင်ဗျားတို့ဝန်ခံလိုက်တယ်ဖြစ်သွားမယ်